အားလုံးမင်္ဂလာပါကျွန်တော်ညီကိုတွေဒီနေ့ရေးကြီးကိစ္စလေးပြောရရှိတယ်ပြီးလို့ရှိရင်ကျွန်တော်လည်းမေးထားတဲ့သူတွေတော်တော်များတယ်ပေါ့နော်။ဘာကြောင့်မေးထားလဲဆိုတော့နောက်နှစ်အသီးယူဖို့ရန်အတွက်ဒီနေ့ထဲကနေဘာတွေပြင်ဆင်ရမလဲလို့ကျွန်တော်မေးထားတယ်ကျွန်တော်ညီကိုတွေအတွက်ကျွန်တော်ဒီနေ့ဗီဒီယိုလေးတစ်ပုဒ်လုပ်ပေးမှာဖြစ်ပါတယ်နော်။တေချာလေးရှင်းပြပေးဖို့ရန်အတွက်လည်းပြင်ဆင်ထားပါတယ်နော်။အဲ့တော့ကျွန်တော်တို့ပြောမဆိုဒီချိန်ဆိုလို့ရှိရင်တော့အသီးခူးပြီးကဇအချိန်ပဲဖြစ်တယ်ပေါ့နော်ဒီချိန်မှာကြတော့ဟုတ်ပြီအဲ့ဒီတော့ကိုကနောက်ထပ်အသီးယူဖို့ရန်အတွက်နောက်နှစ်အသီးယူဖို့ရန်ကိုကဘာတွေပြင်ဆင်ရမလဲပြောတဲ့အခါမှာဒီကျွန်တော်ကတော့ဘာပြောချင်လဲဆိုလို့ရှိရင်တော့အပင်ကိုပဲပုံမှန်ပြုစုသွားပေးပါအရွက်မပြည့်စည်အောင်နော်ဘာဖြစ်လဲဆိုတော့တပတ်တစ်ခါဆိုတပတ်တစ်ခါကိုဆေးဖြန်းတဲ့ပုံမှန်တိုင်းပဲဆေးရတော့တရက်ခြားနှစ်ရက်ခြားတစ်ခါဖြန်းလို့မရတော့ပုံမှန်တိုင်းပဲဖြန်းရတာကိုနော်အရွက်ဒီအရွက်ပိုင်းကြတော့အဲ့တော့ဒီအပင်ပိုင်းမှာဒီမြေကြီးပိုင်းကြတော့ကျွန်တော်တို့ဒီတိုင်းပဲပြုစုသွားပြီးတဲ့အခါမှာကျွန်တော်တို့မနှစ်ကအသီးယူခဲ့တဲ့အပင်ဆိုပါစို့ဒီအပင်တစ်ပင်ကိုကျွန်တော်ဥပမာလေးပြမယ်နော်ဒီအပင်တစ်ပင်ဥပမာလေးကျွန်တော်ပြောပြမယ်ကျွန်တော်ညီကိုတွေဆိုပါစို့ဒီအပင်တစ်ပင်မှာကျွန်တော်တို့အလုံး30ယူခဲ့တယ်ဥပမာပေါ့နော်ဒီအပင်မှာအလုံး30ကျွန်တော်တို့ပြီးရနှစ်ကျွန်တော်ယူခဲ့တယ်နောက်နှစ်မှာကျွန်တော်တို့ဘာဖြစ်လဲအပင်ကြီးလာတော့ဘာလို့ရှိအသီးအသိမ်ကောင်းလို့စသဖြင့်အကိုကအလုံး90ယူလိုက်မယ်ထားမနေ့ကပဲနှလုံးလို့ဆိုတော့အလုံး30နော်ဒီလာမယ့်နှစ်ကျတော့အလုံး90ယူလိုက်တယ်အဲ့တော့ဆိုလိုချင်းကဘာလဲဆိုလို့ရှိရင်မနှစ်ကကိုယူလိုက်တယ်တော်တော်များများကသတိမထားရဲ့အရာတစ်ခုကဘာလဲဆိုတော့မနေ့ကကိုကတော့အလုံး30ယူလိုက်တော့ဘာမှမဖြစ်ဘူးဒီနှစ်မှာအလုံး90ထပ်ယူလိုက်မယ်အလုံး90ထပ်ယူလိုက်မယ်ဆိုရင်တော့အပင်အားအင်ကိုကြည့်အရွက်ကိုကြည့်အပင်ကြီးထွားနှုန်းကိုကြည့်အပင်ဘလောက်အရွယ်ရှိပြီလဲယူလို့ရတယ်ဆိုရင်ယူဒါပေမဲ့ကျွန်တော်ညီကိုတွေတခုသတိပေးချင်တဲ့အရာကမျိုးစားကျွေးတဲ့ဟာကြလို့ရှိရင်တော့ကျွန်တော်ပို့ပြီးကျွေးရမယ်နော်မနှစ်ကဆိုပါစို့မနှစ်ကကျွန်တော်ဒီအပင်တစ်ပင်ကိုကျွန်တော်တို့မနှစ်က5ကီလိုကျွေးတယ်နော်အသီးကတော့အလုံး30ရှိတယ်ကျွန်တော်မြေဩဇာကတော့5ကီလိုကျွေးတဲ့အခါမှာကျွန်တော်တို့ရတယ်အဆင်ပြေတယ်ဒီနေ့ကျတော့အလုံး90ဖြစ်သွားတဲ့အခါမှာမြေဩဇာ5ကီလိုပုံမှန်မနှစ်ကလောက်ပြန်ကျွေးလို့မရတော့ဘူးဒါလေးတစ်ချက်ကိုသတိထားရအောင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ညီကိုတွေသိလားအပေါ်မှာအသီးလုံးရည်များလာတော့ကြောင့်ကိုကျွေးလိုက်တဲ့အစာသည်ကိုထည့်လိုက်တော့မြေဩဇာသည်ဒီနေ့အဲ့ဒီအသီးတွေကတော့အစားမလောက်တော့ဘူးခလေး9ယောက်ပဲရှိတယ်ဆိုလို့ရှိရင်9ယောက်စာကျွေးတယ်လောက်တယ်ဟုတ်တယ်ဒါပေမဲ့ခလေး10ယောက်ဖြစ်လာတဲ့အခါမှာ9ယောက်စာစားတဲ့ထမင်းကိုခလေး10ယောက်တော့ကျွေးလို့အစင်မပြေတော့ဘူးအဲ့ဒီတဘောတရားဘူးကျွန်တော်ညီကိုတွေအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တဲ့အရာသည်အလုံးကြီးများလာမယ်ဆိုရင်များလာသလိုမျိုးကျွန်တော်တို့မျိုးစာကိုနောက်နှစ်ဆိုရင်ပို့ပြီးတော့မှထည့်ပေးရမယ်ဒါလေးကိုသတိထားရမှာတစ်ချက်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ကျွန်တော်ညီကိုတွေမေးထားတာရှိသေးတယ်။ဘာမေးထားလဲဆိုတော့ကျွန်တော်တို့မြင်ဘူးလားမသိဘူးနောက်တစ်နှစ်လောက်အသီးကိုယူပြီးတာနဲ့အပင်ကိုပြုစုပင်တွေကကြီးလာတော့လေတစ်နှစ်လောက်နှစ်နှစ်လောက်ပဲအသီးခူးရသေးတယ်အပင်နဲ့အကုန်လက်ရောအပင်တွေလက်ရောအဲ့ဒါအကုန်လုံးအဲ့တော့ကျွန်တော်တို့ကဒီနေ့အပင်ရဲ့သဘောတရားကိုနားလည်ဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောတဲ့အခါမှာမသိတဲ့သူကိုသိတဲ့သူတွေနဲ့တိုင်ပင်လို့ကျွန်တော်ပြောရဲဆိုတာအလကားပြောတာမဟုတ်ဘူးเนาะဘာကြောင့်လဲဆိုတော့လှုပ်လို့ရတဲ့နီလန်းရှိသလိုလှုပ်လို့မရတဲ့နီလန်းဆိုတာရှိပါတယ်ကျွန်တော်ညီကိုတွေလှုပ်လို့ရတဲ့နီလန်းနဲ့လှုပ်ရင်ရတယ်လှုပ်လို့မရတဲ့နီလန်းနဲ့သွားလှုပ်လို့ရှိရင်တော့နောက်ဆုံးမှာစူးကျိုးတွေများစွာပါလာနိုင်တာဖြစ်တယ်ခံရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုကเนาะတခါတလေကြားလို့ရှိရင်အဲ့လိုမျိုးကိုကဘယ်လိုခေါ်မလဲဒီနေ့မှာတော့ဘာမှအပင်မဖြစ်ဘူးเนาะကျွန်တော်တို့ကခူးလိုက်တယ်အပင်အေးဆေးပဲเนาะအသီးမယူထားတဲ့အပင်လိုမျိုးပဲလှနေရောပဲဟုတ်ပါတယ်မှန်ပါတယ်ဒါပေမဲ့ရေရှည်ဆိုလို့ရှိရင်ကျွန်တော်တို့အပင်ကတဖြည်းဖြည်းနဲ့ကျွန်တော်တို့မပြူစုတတ်ရင်ယောဂဝင်လာနိုင်တာဖြစ်ပါတယ်เนาะကျွန်တော်ညီကိုတွေအဲကြောင့်မလို့ဘယ်လိုခေါ်မလဲကျမ်းမာရေးတွေကမကောင်းတော့ဘူးတဖြည်းဖြည်းနဲ့နော်နေမကောင်းချမ်းမရေးတယ်တနေ့မတူတော့ဘဲနဲ့သူကဘယ်လိုပြောမလဲယောဂတွေများလာတဲ့အပင်တွေခြံတွေဖြစ်လာကြတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လုပ်တဲ့အခါမှာသတိထားပါနော်နောက်နှစ်တော့အတီးယူမညီကိုတွေဒီနှစ်ထဲကနေကျွန်တော်0ကနေစခိုင်းတယ်0ကနေစတဲ့အခါမှာကျွန်တော်ပြောတဲ့အခါအရာကဘာလဲဆိုတော့
အခုပြီးတာနဲ့မြေဩဇာတမ်းမထဲနဲ့နောက်တချို့တွေကကျွန်တော်ပြောတာနည်းနည်းနောက်ကျပါတယ်ကျွန်တော်ပြောနည်းနည်းနောက်ကျတဲ့ခါကျတော့တချို့ညီကိုတွေကမြေဩဇာကျွေးလိုက်ပြီဟုတ်ပြီကျွေးပြီးတော့လည်းပြဿနာမရှိဘူးကိုကနည်းနည်းကြအောင်ထားလိုက်ပြီးတော့မြေဩဇာကုံမှတစ်ခါပြန်ပြီးတော့မှကိုတန်ရှင်းရလို့အရွက်ပိုင်းတွေကုန်ညက်ပေးပုတ်တဲ့အကိုင်းတွေမလာတဲ့အကိုင်းတွေအကုန်ညက်ပေးတန်ရှင်းလုပ်ပေးပြောချင်တဲ့ຢာကကျွန်တော်တို့သူ့ကိုတစ်နှစ်เนาะဒီနှစ်တွေ့အတီးယူတာပြီးသွားတဲ့ခါကျတော့ကိုကသူ့ကိုပြန်ပြီးတော့မှရေချိုးပေးတဲ့တဘောအရွက်ပိုင်းရောမြေကြီးအပိုင်းရောကိုကသူ့ကိုပြန်ပြီးရေချိုးပေးတဲ့တဘောဖြစ်ပါတယ်သူ့ကိုတန်ရှင်းရေးလုပ်ပေးတဲ့တဘောဖြစ်ပါတယ်เนาะကျွန်တော်တို့ယူပြီးတဲ့ခါမှာအကိုင်းတွေမလာတဲ့ဟာတွေညက်ပါတယ်ညက်ပြီးလို့ရှိရင်အရွက်တို့အားစေးတွေပြန်တုံးအရွက်ထောင်ပြန်ဆွဲထုတ်နော်မြေကြီးပိုင်းဆိုတော့ထုတ်နေလကောင်းပဲနော်အဲ့ဒီမှာမြေဩဇာတွေပါတယ်ညာတွေလောကတင်နေတဲ့ဟာတွေတစ်နှစ်လုံးလုံးကျွေးထားတဲ့အစာပလာတွေနော်တင်တောင်တင်နေတဲ့ဟာတွေအားတွေစေးနဲ့ဖြန်းပြီးပြန်စေးထုတ်ပေးရမယ်ပြီးကြမှာကျွန်တော်တို့မြေဩဇာကျွေးရမယ်နော်ကျွန်တော်တို့အဲ့လိုမျိုးတဆင့်ချင်းစီသွားမှာဖြစ်တယ်အဲကြောင့်မလို့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့နှစ်မှာတော့ဘာမှမဖြစ်ဘူးနောက်နှစ်တွေမှာဆိုလို့ရှိရင်အပင်ကတစ်နှစ်နဲ့တစ်နှစ်မတူလေနော်ပထမနှစ်မှာအတီးအစတီးတာနဲ့အတီးတင်တာနဲ့နောက်နှစ်ပြန်တက်သွားတဲ့ခါမှာနောက်နှစ်မှာသူကပိုတီးလာတော့မှလေနောက်နှစ်ပိုတီးလာတဲ့ခါကျလို့ရှိရင်မနှစ်ကလိုမျိုးပဲကိုကအမျိုးစားသက်ကျွေးနေလို့မရတော့ဘူးအဲ့ဒါလေးတွေနောက်နှစ်ဆိုလို့ရှိရင်ကိုကပမာဏတွေမြင်းများလေးနည်းနည်းမြင်းများလေးကျွေးရမှာဖြစ်ပါတယ်အဲ့ဒီလိုမေးထားတဲ့ညီကိုတွေတော့ကျွန်တော်ဒီလိုဗီဒီယိုလေးကိုဒီလိုမျိုးလေးနဲ့ပြန်လေးပြီးတော့မှဖြေချပေးတာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရောင်းတွင်းဒီ site view နီးပညာပေးเนาะ YouTube မှာလည်းဝင်အားပေးလို့ရတယ်เนาะ Facebook မှာကြည့်လို့အဆင်မပြေတဲ့ညီကိုတွေအတွက် Facebook မှာကြည့်လို့ရတယ်ဆိုလို့ရှိရင်လည်းတွင်းဒီ site view နီးပညာပေးအဲ့ဒီမှာလည်းဝင်ကြည့်လို့ရတာဖြစ်ပါတယ်နားမလဲတာမသိတာရှိလို့ရှိရင်လည်းကျွန်တော်ကို comment မှာမှတ်ပြီးတော့မေးလို့ရပါတယ်လို့ကျွန်တော်ညီကိုတွေဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်တယ်အားလုံးအဆင်ပြေကြပါစေ